Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ gate ကောက်လေခံလိုက်ရတဲ့ဘာသာတွေအတွက် gate ကောက်ဟက်ခံလိုက်ရတဲ့ဘာသာတွေအတွက်ဒီ customer service ကနေပြီးတော့မှ form ဘယ်လိုတင်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီအနေနဲ့ဒီလိုမျိုးကောက်ဖို့ပါတော့ဒီလို ID server ပါတဲ့ဟာကို screenshot ရိုက်ထားဖို့လိုမယ်ပြီးရင် customer service ထဲဝင်မယ်ဗျဘာသာလို့ဝင်နေတဲ့အခါကျရင်ဒီလိုပုံစံမျိုးလေးပေါ်နေလိမ့်မယ်။အဲဆိုရင်ဒီအောက်ဆုံးကအကောက်ဘက်ကပါရီကိုနှိပ်မယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာ for card register ဆိုတဲ့ဟာကိုနှိပ်မယ်။ Okay ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီအောက်က link ပြန်အောင်လေးနှိပ်မယ်နော်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဘာသာလို့က gate ကောက် ID မမိရဆိုရင်ပေါ်ကဒီ gate ကောက် ID ကိုရွေးပြီးတော့ gate ကောက် ID server ထက် gate ကောက် ID မမှတ်မိဘူး account နာမည်လောက်ပဲတည်ရဆိုရင်တော့ဒီအောက်က account name ကိုနေပြီးတော့အထက်မှာဘာသာတို့ရဲ့ gate ကောက်ကိုရမ်းရှာပြီးတော့ပေါ့နော်ကိုကောက်ကို select ပေးပြီးတော့လုပ်လေးရတယ်ပေါ့နော်တော့ ID နဲ့လုပ်ပြမယ်Okay ဒီနေရာကိုရောက်ပြီဆိုတာနဲ့ဘာလို့ gate ကောက်ကဒီမော်တော်မီအခြေခံရပြီးတော့ gate ကောက်ပါသွားတယ်ဆိုရင်တော့ဒီကြရင်သူကဒီမော်တော်ရဲ့မေယူချင်းဝင်တာဖြစ်တဲ့အတွက်ဘောဟာလေးရွေးပြီး Okay ပြီးတော့ဒီဘာသာတို့ကဆိုင်လာလေခဲရတယ်ဆိုရင်တော့တော်တော်များများကတော့ဗျာဒီကိုနိုင်မီးချိန်ပေးလိုက်ကြတာများတယ်အဲဆိုတော့ဒီအောက်ဆုံးဟာလေးမြင်ရွေးပြီးOkay ဒီမှာကျတော့ဒီ gate ကောက်ပါသွားတဲ့ date ပေါ့နော်အလေခံရတဲ့ date ဒီ date လေးကိုအတိအကျလေးရွေးထည့်ပေးလိုက်ပေါ့ကို gate ကောက်ပါသွားတဲ့ date အတိအကျလေးကိုပြီးတော့ Okay ဒီနေ့မှာကျတော့ဗျာဒီဘာသာတို့ရဲ့တိုင်းမောကောက်တယ်ပေါ့နော်တိုင်းမောထည့်ထားတဲ့ date ရေပြီးတော့ဒီမှာကျတော့ဗျာဘာသာတို့ကိုရာဆော့ကဝယ်ထားရဲဆိုရင်လည်းပဲကိုရာဆော့ကဟာဒါမို့ဒီကိုကဲဘာညာဝယ်ထားတဲ့ကိုကဲပေါ့ဗျာဒါမှမဟုတ်ကိုကဆယ်လာလေးရှယ်ဝယ်ထားရဲဆိုရင်တော့ဆယ်လာရှယ်ပီဇာလေးတစ်ချက်ပြန်တောင်းပြီးပေါ့ဒီ order ID တိုင်းလေးပဲဒီနေရာမှာယူထည့်ပေးလိုက်ဒီ base line ဆိုရင်တော့25နဲ့စပဲပြီးတော့ဒီနေရာမှာပုံကလေးပဲဒီဘာသာတို့ရဲ့ဒီတိုင်းမောထည့်ထားတဲ့ဆယ်လာပေးရတဲ့ပုံပဲပြန်ထည့်ပေးလိုက်ပေါ့ဗျာဒီနေရာမှာကျတော့ဘာသာတို့ရဲ့ gate ကောက်ကိုစာပြီးပတ်ဆောက်ခဲ့တဲ့ date ကိုထည့်ပေးရမှာgate ကောက်ကို level 1လောက်နေစောက်ဆောက်ခဲ့တဲ့ date ပေါ့ဗျာဘာသာတို့တိကျမမှတ်မိရင်တော့မှအနည်းဆက်ဆုံးဒီလာပိုင်းလောက်အနည်းဆက်ဆုံးဖြစ်အောင်ပါနော်ယူထည့်ပေးလိုက်ပြန်နော် Okay ဒီနေရာမှာကျတော့ဘာသာတို့ရဲ့ gate ကောက်ကိုဆော့ရဲ့ပုံတွေတစ်ဖိုက်မော်လေးတစ်ခုထည့်ပေးရမှာဗျာနော်ဘာသာ gate ကောက်ကိုဒီဆော့ရဲ့ပုံတွေတစ်ဖိုက်မော်လေးကိုဒီနာမည်ပြည့်စုံပုံတော့ကျွန်တော်ခုပြထားတဲ့အတိုင်းလေးပဲရေးထည့်ပေးလိုက်ဗျာနော်Okay ဒီနေ့မှာကျတော့ပေါ့နော်ဒီမေးအသေးဖြစ်ရင်ပူကောင်းတယ်မေးသေးဖြစ်လို့ဆင်ပြေဘူးဆိုရင်မော်တော်လောကမချိတ်သေးတယ်မေးကိုသုံးပြီးလဲရရင်နော်အဲ့မှာပေါ်မှာအဲ့မေးနာမည်ပြည့်စုံထည့်ပေးလိုက်ပြီးတော့ဘေးကစင်းကုတ်ကိုနှိပ်ပြီးတော့ဒီအဲ့မှာ verify လေးတစ်ချက်လုပ်ပေးလိုက်ပေါ့ဗျာOkay ပြီးပြီဆိုတာနဲ့အဲ့ဒါရဲ့ဒီမေးပေါက်တွေတွားပြီးတော့ကိုသွားကြည့်ကုတ်ချောင်းလုံးဒီအောင်မပြန်လာထည့်ပြီးတော့ငကိုနဲ့လိုက်ရင်ရပြီနော်Okay ဒီနေ့မှာကျတော့ဘာသာတို့ရဲ့ဒီစကန်တွေပတ်သက်သွားစကန်တွေပတ်သက်လို့ဟာဘာသာတွေတရားတကယ်ကြီးတရားကိုပေါ့နော် propagate တွေပါပေးတဲ့အခါကျရင်ထည့်ရတဲ့ပတ်သက်6လို့ပြောတာဘာသာတို့မမိရဆိုရင်ရှိရဆိုရင်မန်အောင်ကြီးထည့်ပေးလိုက်ကြပြီမရှိဘူးမေးသွားပြီဆိုရင်တော့ net ကိုနေပြီးကြောင်းရလို့ရတယ်နော်ဒီ
ဒီမှာဒီပုံလုံးမှာကြတော့ဘာသာတို့ခုပြင်မဲ့ဂိတ်ကောက်မှာပေါ့နော်အခုလက်ရှိဒီဂိတ်ကောက်မှာချိန်ထားတယ်ဒီတက်ပါတီတွေရွေးပေးရမှာပေါ့ကွာဂိတ်ဘာမှမချိန်ထားဘူးဆိုရင်တော့ဒီအရင်ကချိန်ခဲ့ဘူးတဲ့ဟာတစ်ခုခုပဲပြင်ပြီးတော့ရွေးထည့်ပေးလိုက်ရင်ရတယ်နော်ဒီ confirm နေပြီဒီမှာကြတော့ဒီဂိတ်ကောက်မော်တော်မှာချိန်ခဲ့ဘူးတဲ့မိအဟောင်းတွေကိုထည့်ပေးရမှာကွာဟိုရင်ကချိန်ခဲ့ဘူးတဲ့မိအဟောင်းနာမည်လေးတွေပဲအဲ့ဒီနေရာလေးမှာရေးထည့်ပေးလိုက်ပေါ့ရေးထည့်ပြီးရေးပြီးဆိုတာနဲ့ဒီနေရာမှာကြတော့လောက်ခဲ့တဲ့6လအတွင်းမှာကိုကောက်အမြင့်ဆုံးရောက်ခဲ့တဲ့ highway ကိုထည့်ပေးရမှာပေါ့အခုလက်ရှိ highway မဟုတ်ဘူးเนาะလောခဲ့တဲ့6လအတွင်းမှာရောက်ခဲ့တဲ့ highway ကိုထည့်ပေးရမှာအဲဆိုကိုမှမသိရောက်ခဲ့ပြီးတော့ဒီ star ဘလောက်ရောက်ခဲ့လဲဆိုတော့ဖြစ်နိုင်တော့အတိအကျဖြစ်အောင်ထည့်ပြီးတော့ဒါကြတော့လောခဲ့တဲ့6လအတွင်းမှာကိုအများဆုံးစော့ပစ်ခဲ့တဲ့လေးနဲ့ကိုအများဆုံးခံမိခဲ့တဲ့ hero ပေါ့ကွာလောခဲ့တဲ့6လအတွင်းမှာကိုစော့ခဲ့တဲ့လေးနဲ့ကိုစောရတဲ့ရှိကိုအမေရွေးထည့်ပေးလိုက်ဗျ။ Okay ဒါကြတော့ဘာပါလဲလောဟဲတလကြော်မပြောရမယ်ဆိုရင်ဒီလကအခုဒီနေ့ကပေါ့နော်8လပိုင်း30ဆိုရင်ဘာလို့ထည့်ရမှာကဒီ9လပိုင်းတလအတွင်းမှာပဲနေ့မှာတိုင်းမထည့်ခဲ့တာမျိုးရှိလဲအဲ့လိုရွေးထည့်ပေးလို့ရတယ်။ဒါဥမာအနေနဲ့ပြောရအောင်နော်။ပြီးတော့ဒီအရှိပေါ့ဒီ9လပိုင်းအရှိမှာတိုင်းမထည့်ခဲ့တဲ့ date တစ်ခုရှိရဆိုရင်လည်းရတယ်ဗျ။ခုဆိုရင်ခုဆိုရင်လပိုင်းပေါ့အဲ့တော့ကျွန်တော်လပိုင်းနဲ့ကအဲ့ဒီဟာတိတ်ကိုရွေးထည့်ပြီးโอเคအဲ့လိုမျိုးပေါ့ပြီးတော့ဒီအဲ့ဒီနေ့မှာကိုတိုင်းမောင်းမောင်းဘယ်လောက်ထည့်ထားလဲဆိုပြီးတော့ရွေးထည့်ရမှာ weekly pack ထည့်ရတယ်ဆိုရင်တော့တစ်ပတ်ကို80နှုန်းနဲ့တွက်ပြီးတော့ထည့်ပေးလိုက်ပေါ့ဗျာကျွန်တော်ကိုရေးပေးထားတဲ့အတိုင်းဘာလို့ရေးထည့်လိုက်လို့ရတယ်โอเคဒီနေ့မှာကျတော့ဘာသာတို့ရဲ့ဂိတ်ကောက် profile လေးကိုပဲရွေးထည့်ပေးလိုက်ရပြီနော် okay ဒီမျိုးအပုံလေးလင်းလာပြီဆိုရင်တော့အဘဇူမြင့်ပုံနေပြီးတော့ file တင်လိုက်တော့ဒီမျိုးဆိုတော့ population စာပြန်အောင်ချက်ဆောက်ကြည့်ပေးရမှာပေါ့ဗျာပြီးအရင်တော့ညောင်းပြလေးကိုရုပ်ပြန်ထွက်လိုက်ဒီမှာ form ပေါ်လာပြီပေါ့ဗျာဒီမှာတော့ကျွန်တော် form စမ်းပြတာဖြစ်တဲ့အတွက် fee နေပြီဗျာဒီလားဘာလို့မှဆိုရင်တော့ဒီတရက်နေ့ရဲ့အတွင်း modification နေစာပြန်လာလိမ့်မယ်48နာရီအတွင်းပေါ့နော်ဘာသာတို့ဒီထည့်ထားတဲ့ mail တွေကို logama ကြီး link ချပေးမယ်ဆိုပြီးတော့သူစာပြန်လာလိမ့်မယ်အဲ့လိုစာပြန်လာတဲ့ခါကျရင်တော့ link နဲ့ဝင်ပြီးတော့ဘာသာတို့ model ကောက်ချိတ်လိုက်ရင်ရပြီပေါ့ဗျာအပုံတွေကတော့ကျွန်တော်မထည့်ပြတော့ဘူးကျွန်တော်ပြောတာပါတော့နားလည်ပဲလို့တင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဘာလို့ဒီ mobile legend နဲ့ပတ်သက်ပြီးအားစီဆိုတဲ့နာမည်ဖြစ်ဖြစ်ပဲချင်နဲ့ပတ်သက်ပြီးအားစီဆိုတဲ့နာမည်ဖြစ်ဖြစ် mobile legend တိုင်းမော်ကြီးပဲချင် UC နေပဲချင်နာမည်ဖြစ်ဖြစ်ကျွန်တော်တင်တဲ့ channel ကိုလာပြီးတော့စတင်မြင်မြင်နိုင်ပါတယ်ကျွန်တော်ကတော့မော်ကြီးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲဘယ်မှာခင်ဗျာငါမူယူခွဲကနေနေပြီးတော့ဆလေးကိုစိုးဒီဆိုင်ကလောင်ရင်ပြီးတော့အတန်နဲ့တော့စောက်ပြေကဆိုးဒီလိုကဆုံးဖြတ်ချက်တွေဝေဝါ